ကုတ်ကြီးရွာအနီးစစ်တပ်နဲ့အေးတိုက်ပွဲဆက်ပြင်းထန်မကွေးတိုင်းငဖဲမြို့နယ်တွေကကုတ်ကြီးရွာအနီးမှာစစ်တပ်နဲ့အာရခတပ်တော်အေးတို့တိုက်ပွဲပြင်းထန်နေတာ3ရက်ဝန်းကျင်ရှိလာပြီလို့စီးသတင်းရှင်မြစ်ကပြောပါရယ်ဒီရွာဝန်းကျင်မှာစစ်တပ်အထိုင်ချစခန်းတွေကိုအေးကပြီးခဲ့တဲ့အောက်တိုဘာမှာသိမ်းခဲ့ပြီးဒီစခန်းတွေကိုစစ်တပ်ကပြန်လည်ရယူဖို့ထိုးစစ်ဆင်နေလို့ရက်ဆက်တိုက်ပွဲဖြစ်နေတာလို့သိရပါရယ်စစ်တပ်ဘက်ကအင်အားသုံးစစ်ကြောင်းထိုးတဲ့အဆင့်ပေါ်အေးကတော့မိဖက်ပူးပေါင်းဖွဲ့တွေနဲ့ပြန်တိုက်နေတယ်လို့သူကပြောပါရယ်စစ်တပ်စီသတင်းကိုဖော်ပြနေတဲ့ Telegram Channel တွေကတော့ကုတ်ကြီးရွာဝင်းကျင်ကစခန်းတွေကိုပြန်လည်ရယူလိုက်နိုင်ပြီလို့ရေးသားနေကြပါတယ်ရခိုင်စစ်ရင်းမြစ်ကတော့စစ်တပ်ဘက်ကအလုံးစုံပြန်သိမ်းလိုက်နိုင်တဲ့သတင်းကမဟုတ်ဘူးလို့ဆိုပါတယ်ကုတ်ကြီးရွာကစခန်းတွေကအေးထိုးစစ်ဆင်နေတဲ့နိုင်ရကန်စခန်းရဲ့ကာကင်းစခန်းဖြစ်ပြီးတော့နိုင်ရကန်စခန်းကစစ်တပ်ရဲ့ကာကွယ်ပစ္စည်းစက်ရုံကာပါစ14အတွက်အဓိကခံစစ်စခန်းဖြစ်ပါတယ်ရခိုင်ပြည်နယ်ကမြို့နယ်အများစုသိမ်းထားနိုင်တဲ့နောက်အာရခတပ်တော်အေးကပြည်နယ်ချင်းဆက်ဆက်နေတဲ့ပဲခူးနဲ့မကွေးတိုင်းတွေကကာပါစစက်ရုံတွေရှိရာလမ်းကျော်ကိုထိုးစစ်ဖျက်လာခဲ့တာဖြစ်ပါတယ်